ညီမလေးဒီတစ်ခါနွေရာသီကတော့တကယ်ကိုဆိုးဝါးလွန်းနေကွာမြည်ရည်ကလည်းနေ့စဉ်နဲ့များတစ်နေ့တစ်နေ့နည်းလာပြီတကယ်လို့ဒီချင်းတွေကဒီတိုင်းသာဆက်သွားနေမယ်ဆိုရင်တော့တို့တွေအားလုံးရေငတ်ပြီးတေးကြရတော့မှာပဲဟုတ်တယ်ညီမလေးရေအကိုကြီးပြောတာတကယ်မှန်ပဲတို့ကလေးတွေလည်းရေငတ်လွန်းလို့ငိုနေကြပြီဟိုမှကြည့်လိုက်အောင်ဘာရန်နဲ့ဘီဇလီတို့မှတော့ရေနဲ့နဲ့ရှိနေကြသေးတယ်ဒါပေမဲ့သူတို့ကဘသူ့ကိုမှတောက်ဖို့ရေတစ်စက်တောင်မပေးချင်ကြဘူးဟဲ့ခိုမလေးနင်ကဘာလို့တို့ရဲ့ရေအိုးကိုလာပြီးမျက်စိကျနေရတာလဲရှိတာမှရေကနည်းနည်းလေးပါဟဲ့ဒီရေတွေကအခုတို့အပိုင်ဖြစ်သွားပြီတို့ဘသူ့ကိုမှမပေးနိုင်ဘူးကဲသွားကြဒီကနေမြင်မြန်ထွက်သွားကြစမ်းစိတ်အေးထားပါအကိုနဲ့မရဲ့အချင်းချင်းရံပြစ်နေလို့လည်းဘာမှထူးလာမှာမဟုတ်ပါဘူးကျမမြည့်ရဲ့ဟိုဘက်ကန်းကိုသွားပြီးတော့ရှာဖွေကြည့်ပါဦးမယ်ရေရနိုင်မဲ့တခြားနည်းလမ်းလည်းရှိအောင်ပါပါအဲ့ဒီလိုပြောပြီးတော့ကိုမောဆိုတဲ့စာကလေးမလေးကမြည့်ရဲ့ဟိုဘက်ကန်းစီကိုပြန်တန်းသွားခဲ့ပါတယ်အဲ့ဒီနေရာမှာလည်းရေနည်းနည်းပဲရှိပါတယ်ရေမရှိတော့တဲ့အတွက်ကြောင့်ရှော့နုံနေကြားထဲမှာတော့လှပလွန်တဲ့ရွှေငါးလေးတစ်ကောင်ကအသက်လူပြီးတနာစရာလူးလွန်နေရှာပါတယ်။ဒါကိုမြင်လိုက်ရတော့ကိုမောကအောက်ကိုအမြန်ဆုံးဆင်းသွားလိုက်ပါတယ်။ကဲကြပါဦးကျမကိုကယ်တင်ပေးကြပါဦး။တကယ်လို့အခုချက်ချင်းရေနဲ့တဲ့နေရာကိုမပို့ပေးနိုင်ရင်ကျမတေးရပါတော့မယ်။မကြောက်ပါနဲ့အမရဲ့။ကျမအမကိုအဲ့လိုအဖြစ်မခံပါဘူး။ကိုမောကအရန်ကိုလိမ္မာပါနေတဲ့သူဖြစ်တာကြောင့်သူတယောက်တည်းဒီလောက်ကြီးတဲ့ငါ့ကိုခြေပြီးမပြန်နိုင်ဘူးဆိုတာကိုသိနေပါတယ်။ဒါကြောင့်သူကအနားမှာရှိတဲ့တရွက်တချို့ကိုတည်လာပြီးတော့အဲ့ဒီတရွက်ပေါ်မှာရွှေငါးလေးကိုလှဲခိုင်းလိုက်ပါတယ်။ပြီးတော့သူ့ရဲ့နှုတ်သီးလေးနဲ့တရွက်ကိုတရွေ့ရွေ့ဆွဲယူသွားရင်ငါးလေးကိုရေရှိတဲ့နေရာစီကိုဖြည်းဖြည်းချင်းတည်သွားပေးလိုက်ပါတယ်။ငါးလေးကရေထဲကိုရောက်သွားတာနဲ့လန်းဆန်းပြီးဘေးကင်းသွားပါတော့တယ်။မမစာကလေးရဲ့မမကကျမရဲ့အသက်ကိုကယ်တင်ပေးခဲ့တာပါ။ကျမလည်းမမကိုတခုခုပြန်ပေးချင်ပါတယ်။ဒါလေးကိုယူလိုက်ပါ။ဒါကမော်ပလဲရတနာတစ်လုံးဖြစ်ပါတယ်။အမအနေနဲ့ဒီပလဲကိုရေအိုးထဲထည့်လိုက်တဲ့အခါတိုင်းလက်ဆက်တဲ့ရေတွေပြည့်သွားပါလိမ့်မယ်။ဒါကကျမဘက်ကနေအမကိုပြန်ပေးနိုင်တဲ့လက်ဆောင်ပါပဲ။ကျေးဇူးများကြီးတင်ပါတယ်။ဒါဆိုရင်တော့တောအုပ်တစ်ခုလုံးကတရားဝါတွေရေငတ်မှာမဟုတ်တော့ဘူး။အဲ့ဒီအချိန်မှာပဲမလန်းမကန့်ခြုံပုတ်တွေကွဲရနေဘီဇလီနဲ့ဘာတွေတို့ကချောင်းမြောင်းကြည့်ရှုနေခဲ့ကြပါတယ်။သူတို့ရဲ့မျက်လုံးတွေကလည်းလောဘစော်တွေတောက်ပလာပါတော့တယ်။ဘီဇလီတကယ်လို့တို့သာဒီပလဲကိုရလိုက်မယ်ဆိုရင်တောအုပ်တစ်ခုလုံးကငှက်တွေကိုရေပြန်ရောင်းပြီးတော့ချမ်းသာတဲ့သူတွေဖြစ်လာနိုင်တယ်ဟာဟုတ်ပါပါတယ်နင်ပြောတာအမှန်ပဲဒါပေမဲ့ဒီစာကလေးကတို့ကိုဒီတိုင်းတော့ပလဲပေးမှာမဟုတ်လားဘုံလာပါတို့တွေလင်းနာကြီးစီသွားကြမယ်သူပဲတခုခုကိုလမ်းပြပေးနိုင်လိမ့်မယ်ကိုမောစာကလေးကအဲ့ဒီပလဲကိုယူပြီးတော့အိမ်ကိုပြန်သွားခဲ့ပါတယ်ညအချိန်ရောက်လာတဲ့အခါမှာတော့မနေ့ပြန်မှာငှက်တွေအားလုံးကိုရေတိုက်နိုင်မှုတွေပလဲကိုတိရွက်တွေကြားထဲမှာတေချာဝှက်ထားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလင်းတာကြီးနဲ့ကြီးကန်းတွေကစာကလေးမလေးရဲ့အိမ်ကိုရောက်လာပါတော့တယ်လင်းတာကြီးရှင်အခုလိုညာကြီးတကောင်ဘာကိစ္စများရှိလို့ပါလဲရှင်ဟဲ့စာကလေးမနင်မြေထဲကရွှေငါးရဲ့အသက်ကိုကဲလို့ဆုလက်အနေနဲ့ပလက်တစ်လုံးရထားတယ်လို့ငါကြားတယ်ငါအဲ့ဒီမော်ပလက်အကြောင်းကိုကောင်းကောင်းသိတာပေါ့ငါအခုလာတာငါအိမ်သားငှက်ကလေးတွေရေငတ်ပြီးဒုက္ခရောက်နေလို့အဲ့ဒီမော်ပလက်ကိုဒီညတညလောက်တော့ငါ့ကိုငှားနိုင်မလားငါနာကလေးတွေကိုရေတိုက်ချင်လို့ပါမနဲ့လင်းနာနဲ့ဒီပလဲကိုငါကိုယ်တိုင်နေ့စီပြန်လာပေးပါမယ်ငှက်မလေးကလင်းတာကြီးရဲ့မယိုးသားတဲ့စိတ်ကိုရိပ်မိသွားခဲ့ပါတယ်လင်းနာကြီးရှင်တကယ်လို့ငှက်ကလေးတွေတကယ်ပဲရေငတ်နေတယ်ဆိုရင်မနေ့ပြန်မနေ့ကျရင်သူတို့ကိုကျမစီခေါ်လာပေးပါကျမတို့အားလုံးအတူတူရေတောက်ကြတာပေါ့ညအမောင်ကြီးထဲမှာတော့ပလဲကိုယူသွားဖို့ဆိုတာမသင့်တော်ပါဘူးရှင်အော်ကြည့်ရတာတော့နင်ကအကောင်းပြောလို့ရမယ်ပုံမပေါ်ဘူးပဲကြည့်ခိုင်းနေဒီကောင်မလေးကိုဖမ်းလိုက်စမ်းဘီဂျလီနဲ့ဗါတဲ့တို့ကရှေ့ကိုတိုးလာပြီးကိုမောကိုချုပ်ကန်လိုက်ကြပါတယ်။လင်းနာကြီးကတော့ပလဲကိုလူယူလိုက်ပါတော့တယ်။ဒီပလဲကခုကစားပြီးငါ့အပိုင်ပဲ။တောအုပ်တစ်ခုလုံးမှာရေလိုချင်တဲ့ငှက်မှန်တွေများငါစီကိုတတိအလုံးတရာစီယူလာပေးမှပဲရေရမယ်။အဲ့ဒီလိုပြောဆိုပြီးတော့လင်းနာကြီးကကြီးကန်းနေတဲ့အတူပလဲကိုယူပြီးထွက်သွားပါတော့တယ်။ကိုမောကတော့ဝမ်းနဲ့ပလဲကြမ်းရိတ်ခဲ့ရှာတာပေါ့။နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့သူမကတောအုပ်ထဲကငှက်တွေအားလုံးကိုစူးစီးပြီးတော့အကြောင်းစုံရှင်းပြခဲ့ပါတယ်။အဲ့ဒီလင်းတာတကယ်ကိုရုံမာရက်ဆက်လွန်နေလာကြတို့တွေအားလုံးစုပြီးသူ့ကိုတွတ်တိုက်ခိုက်ကြမယ်မလောက်ပါနဲ့ကိုခိုရဲ့သူကတို့တဲ့အစားပေါင်းများစွာပိုးပြီးကြီးတယ်လို့အင်အားလဲကြီးပါတယ်အင်အားကိုအင်အားနဲ့မတုံ့ပြန်ပဲဉာဏ်ပညာနဲ့ပဲတုံ့ပြန်ရပါလိမ့်မယ်ဟိုရွှေငါးလေးရဲ့ကျမကိုဒီပလဲရဲ့လှုပ်ဝက်ချက်တခုပြောပြထားတာရှိတယ်ဘာလှုပ်ဝက်ချက်လဲညီမလေးရဲ့ကျက်တူရဲ့ကိုကြီးဒီပလဲကစိတ်ထားပြူစင်ပြီးရိုးသားတဲ့သူကမြေအိုးအစိမ်းထဲမှာထဲမှသာရေထွက်ပေးမှာပါတကယ်လို့မရိုးသားတဲ့လောဘစိတ်နဲ့တိမ့်ထားမယ်ဆိုရင်တော့ရေတွေထွက်လာမယ်စားမီလီယံတွေပဲထွက်လာပါလိမ့်မယ်။ကဲဒါဆိုတို့တွေသွားကြည့်ကြစို့လေ
သူတို့လင်းသားကြီးရဲ့ကိုယ်ထဲမှာရှိနေမှာတော့သိကြတယ်။အဲ့လိုပြောပြီးတော့ငှက်တွေအားလုံးကလင်းသားကြီးရဲ့ကိုယ်စီကိုထွက်လာခဲ့ကြပါတယ်။ကိုယ်ထဲမှာတော့လင်းသားကြီးကပလဲကိုကြောက်တုံးပေါ်မှာတင်ထားပြီးတော့ဘာဒန်နဲ့ပေဂျလီတို့ကလည်းဘေးကနေရေထွက်လာမှာစောင့်မျှော်နေကြပါတယ်။ဒါပေမဲ့ပလဲစီကနေရေထွက်လာမဲ့စားပြင်းထန်တဲ့မီးလျံနေတာထွက်လာပါတော့တယ်။ဟာပါတယ်ဒါဘာတွေဖြစ်ကုန်တာလဲ။ရေရပါမှာလဲ။ဓမ္မတော့မီးတွေပဲထွက်နေပါလား။ပေဂျလီရေဒါကတော့တကယ်ကိုကန်ဆိုးမှုပဲဟာဒီပလဲကဘာလို့ရေမထွက်တာလဲ။အဲ့ဒီအချိန်မှာပဲကိုမောစာကလေးနဲ့ငှက်တွေဟာဂူဝါနာကိုရောက်လာကြပါတော့တယ်။လင်းနိုင်နဲ့ကြီးကန်းတို့အထက်ကနေအများဆုံးထွက်ခဲ့ကြ။မောင်ရင်အဲ့ဒီမီဒီယာနင်တို့ဝါမြူသွားလိမ့်မယ်။ကြောက်လန့်တကြားနဲ့ပဲလင်းနိုင်နဲ့ကြီးကန်းတွေကဂူပြင်ဘက်ကိုပြေးထွက်လာကြပါတယ်။ဟဲ့စာကလေးမလေးဒါဘလို့ပလဲလဲဟာမီးတွေပဲမှုတ်ထုတ်နေတာ။နင်ငါတို့လိန်ခဲ့တာပဲ။လင်းနိုင်ကဒေါသတကြီးနဲ့သူ့ကိုလာခေါ်တဲ့ကြီးကန်းတွေကိုရိုက်နှက်ပြီးတော့အဲ့ဒီနေရာကနေမောင်းထုတ်ပြလိုက်ပါတယ်။အမစာကလေးရဲ့ကျွန်တော်တို့ကိုခွင့်လွှတ်ပေးပါ။လောဘဇော်တွေတိုက်ပြီးမျက်စိကန်းခဲ့မိပါတယ်ရှင်။စာကလေးမလေးကကြီးကန်းတွေကိုခွင့်လွှတ်ပေးလိုက်ပြီးတော့ပလဲနာကိုတိုးသွားတဲ့အခါမှာတော့ပလဲကချက်ချင်းပဲပြန်ပြီးငြိမ်သက်သွားပါတော့တယ်။ကိုမောကပလဲကိုကောက်ယူပြီးတောအုပ်စီကိုပြန်လာခဲ့ပါတယ်။အဲ့နောက်ပလဲကိုမြေအိုးထဲထည့်လိုက်တဲ့အခါမှာတော့အိုးထဲမှာအေးမြပြီးတော့လက်ဆက်တဲ့ရေတွေပြည့်လာပါတော့တယ်။တောအုပ်ထဲကတတ်တော်အားလုံးလည်းပျော်ရွှင်စွာနဲ့ရေတောက်ကြရင်ရေငတ်ပြေသွားကြပါတော့တယ်။ကဲပရိသတ်တို့ရေဒီဇလန်လေးကပေးလာတဲ့သင်ခန်းစာကတော့လောဘကြီးရင်ပျက်စီးတတ်တယ်ဆိုတာပါပဲ။လင်းနာမင်းနဲ့ကြီးကန်းတို့ကလောဘကြီးကဲလို့ထိုက်တန်တဲ့ပြစ်ဒဏ်ကိုရရှိခဲ့ကြပါတယ်။လိမ္မာပါနဲ့ပြီးသူတစ်ပါးကိုကူညီတတ်တဲ့ကိုမောစာကလေးမလေးကတော့အမြဲတမ်းအောင်နိုင်သူဖြစ်ခဲ့ရပါတယ်။အခုဆိုရင်တော့တောအုပ်တစ်ခုလုံးကအေးချမ်းပျော်ရွှင်စရာကောင်းနေပါပြီ။လာပေါင်းများစွာစူးစမ်းပန်းစားလုပ်ကင်ခဲ့ပြီးတဲ့နောက်မှာတော့ကိုမောစာကလေးမလေးကသူ့ရဲ့ကောက်ပဲတီးနှံတွေကိုဈေးမှာတွားရောက်ရောင်းချခဲ့ပါတယ်။ပြန်လည်ရရှိလာတဲ့ငွေကြေးမြောင်များနဲ့အတူသူမကတိတ်ပျော်နေပါတယ်။ဒီနေ့တော့ငါ့ရဲ့သမီးလေးမီနာအတွက်အယုံမလေးတယောက်ဝယ်သွားရမယ်။သူမြင်တိတ်ပျော်ရှာမှာပဲ။အဲ့ဒီလိုတွေးပြီးတော့မိခင်စာကလေးမလေးကတောဈေးတန်းစီကိုထွက်လာခဲ့ပါတယ်။ဈေးထဲမှာရှိတဲ့ကြက်တူရဲ့ဆိုင်မှာတော့တကယ်ကိုလှပလွန်တဲ့အယုံမလေးတယောက်ကိုတွေ့သွားပါတယ်။အကိုကြက်တူရဲ့ဟောဒီအယုံမလေးကဘယ်လောက်လဲရှင်။ဒါက300ပါဗျ။အကောင်းစားမှုလို့300အောက်တော့ရှော့မပေးနိုင်ဘူးနော်။ကောင်းပါပြီရှင်ဒီရုပ်လေးကိုပဲယူလိုက်ပါမယ်။စာကလေးမလေးကအယုတ်ကိုယူပြီးတော့ပျော်ရွှင်စွာနဲ့အိမ်ပြန်လန်းကိုထွက်လာခဲ့ပါတယ်။လမ်းခုလက်မှာတော့ရုံမာတဲ့ကြီးကမ်းမဘေးစလီကလမ်းအနေစီးကြိုပြီးတားလိုက်ပါတယ်။ရက်လိုက်စမ်းစာကလေးမတကယ်လို့နောက်တလန်းထပ်တိုးရင်တော့အသက်ပြောက်သွားမယ်နော်။ဘေးစလီကျမကိုတွားခွင့်ပြုပါရှင်။သမီးလေးစီကိုအမြန်ပြန်ရမှာမို့လို့ပါ။သူစောင့်နေရှာမှာ။အဲ့ဒါဆိုရင်အဲ့ဒီအယုံမငါ့ကိုပေးခဲ့ပြီးနင်ဒီကနေထွက်သွားတော့လေ။မဖြစ်ပါဘူးဘေးစလီရဲ့ဒါကသမီးလေးမီနာအတွက်ဝယ်လာတာပါ။တော်တော်ကိုခက်ခက်နဲ့ဝယ်ခဲ့ရတာမို့လို့ပါ။ဒေါသထွက်သွားတဲ့ဘေးစလီကအစာကလေးမလေးကိုအတင်းတွန်းချလိုက်ပါတယ်။အဲ့နောက်အယုံမလေးကိုလူယူပြီးတော့ထွက်ပြေးသွားပါတော့တယ်။စာကလေးမလေးကတော့အဲ့ဒီနေရာမှာငိုယိုပြီးကြမ်းရင်ခဲ့ရှာတာပေါ့။ရုံမှလိုက်တဲ့ကြီးကမ်းမငါသမီးလေးရဲ့အယုတ်ကိုလူသွားရက်တယ်။ဘေးစလီကအယုတ်ကိုယူပြီးတော့သူ့ရဲ့အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့သမီးလေးပင်ကီကြည်စမ်းပါအောင်မမေသမီးအတွက်ဘာယူလာလဲဆိုတာ။ဟာမမေတကယ်ကိုလှတဲ့အယုတ်မလေးပဲ။ဘေးစလီနင်ဒီရုပ်ကိုဘယ်ကနေရလာတာလဲ။ဗါတဲ့ရဲ့ကျမသမီးလေးပင်ကီအတွက်စာကလေးမစီကနေလူယူလာခဲ့တာပေါ့။ကိုမောအိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့ရဲ့သမီးလေးမီနာမေးပါတော့တယ်။မမေသမီးအတွက်အယုတ်လေးရောရင်မမေတင်းနဲ့နေရောင်းပြီးရင်သမီးအတွက်အယုတ်ဝယ်ပေးမယ်ဆို။သမီးလေးရဲ့မမေဝယ်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာကြီးကမ်းမဘေးကြီးလေးကလူယူသွားတယ်သမီးရဲ့။ဒီကြီးကမ်းနေကတကယ်ကိုစိုးလုံးပါတယ်မမေရဲ့။တို့တွေတခုခုဝယ်တိုင်းအမြဲတမ်းလိုက်လို့နေတာပဲ။ဒီတော့မှနေရတာတိတ်ခက်ခဲတာပဲ။တို့တွေတခြားတော့ကိုပြောင်းသွားကြရအောင်လေ။သမီးလေးရဲ့တောအုပ်တိုင်းမှာတော့ဒီလိုသတ္တဝါမျိုးတွေကရှိတတ်ကြစမြဲပါပဲ။ဒါပေမဲ့သမီးအနေနဲ့မမေလိုပဲတီးခံတအောင်တင်ယူရမယ်။ဘလို့အခြေအနေမျိုးပဲကြုံရအကောင်းဆုံးရင်ဆိုင်ရမယ်။သူတို့ကစိုးတမ်းပြီးမမေကိုအချင်းချင်းဒုက္ခပေးဖို့ကြိုးစားကြပြီမယ်။နောက်ဆုံးမမေတို့ပဲအောင်မြင်မှုရတာမဟုတ်လား။ရဲနှန်းငယ်ကုံလုံးပြီးတဲ့နောက်မှာတော့ဘေဂျလီရဲ့မိခင်စီကနေဖုံးဆက်လာခဲ့ပါတယ်။သမီးဘေဂျလီနင့်တူမလေးမွေးနေမို့လို့အယုတ်လေးတယောက်တောင်းနေတယ်။နင့်မှာအယုတ်တယောက်လောက်မရှိဘူးလား။ရှိတာပေါ့အမေရဲ့ပင်ကြီးရဲ့အယုတ်တစ်လေးရှိတယ်။ကျမတို့ခုပဲလာခဲ့ပါမယ်။သမီးအယုတ်ကတကယ်ပဲအသက်ဆက်ဟုတ်ရဲ့လား။ဟုတ်ပါတယ်အမေရဲ့အသက်ဆက်ကြီးမို့လို့တူမလေးကြိုက်မှာပါ
ဟေးဒီမှာကြည်တန်းဖေးကြလေဒီနှုတ်သီးကျိုးနေတဲ့ကြက်တူရဲ့ချီကိုကြည်စမ်းပါဦးမလကာသီးတစ်လုံးခူးဖို့နိုင်ဝက်လောက်အချိန်ဖြုံးနေငါနှုတ်သီးကဒီလိုဖြစ်နေရင်တော့တောအုပ်ထဲကနေရှက်လုံးလို့ထွက်သွားမိမှာပဲဟုတ်ပါတော့သူ့ရုံနဲ့သူ့အလုပ်ကြည့်ပါဦးညီမလေးနင်ကဘာဖြစ်လို့အဲ့ဒီလိုနှုတ်သီးကျိုးနဲ့အတူတူနေနေရတာလဲဒိုးနဲ့လိုက်ခဲ့စမ်းပါမြင့်ဟိုဘက်ကမှာတကယ်ကိုလှပတဲ့ကြက်တူရဲ့ဖြိုတွေရှိပါတယ်ဟာဖေးကြလေနင်းပါဇက်ကိုထိန်းစမ်းပါဦးငါရဲ့ချီကူကြီးကနှုတ်သီးကျိုးနေပါစေစိတ်ထားကတော့တိတ်ဖြူစင်တာဟာ။ तू ကအလုပ်စူးစမ်းပြီးတော့ဒိုးမိသားစုရှာကျွေးနေတာ။နင်တို့လိုသူတစ်ပါးအပိုင်ကိုဘယ်တော့မှမလုပ်ဘူး။ထားလိုက်ပါမိမရဲ့ပြောပါစေ။သူတစ်ပါးကိုလှောင်ပြောင်တတ်တဲ့တရားဝါတွေကတနေ့ကျရင်တဘာဝတရားရဲ့နေနေမှုကိုခံရမှာပဲ။လာတို့တွေမြစ်ဟိုဘက်ကန်ဥယျာဉ်အောင်စီကိုသွားကြစို့။တည်င်းကြတာတော့အဲ့ဒီမှာတိတ်ချိုတဲ့မလကာသီးတွေရှိတယ်ဆိုပဲ။ကျက်တူရဲ့လင်မယားကမြစ်တစ်ဖက်ကန်ဥယျာဉ်စီကိုပြန်တန်းသွားခဲ့ကြပါတယ်။အဲ့ဒီနေရာမှာတော့မလကာသီးတွေအပြည့်တင်းနေပြီးအလေကောင်မှာတော့ရွှေရောင်တောက်ပနေတဲ့မလကာသီးအကြီးတစ်လုံးရှိနေပါတယ်။ချီကူကြီးဟိုမှာကြည်စမ်းပါဦး။ဒီမလကာသီးကတကယ်ကိုကြီးပြီးတောက်ပလုံးနဲ့နော်။တာမန်အသီးတွေနဲ့မတူဘူး။ဟုတ်ပါရဲ့။တိတ်ထူးဆန်းတာပဲ။တို့တွေခူးကြည့်ကြရအောင်လေ။ချီကူကသူ့ရဲ့နှုတ်သီးအကျိုးလေးနဲ့မလကာသီးအညာကိုညှက်ပေးပြီးဇနီးပြည့်သူကိုခူးပေးလိုက်ပါတယ်။ကိုကြီးတိတ်ချိုမဲ့ပုံပဲ။ကျမမြည်ကြည့်မယ်နော်။ဒါပေမဲ့ထူးဆန်းတာကတော့စားလေလေမလကာတီးကကုံမသွားပဲပြန်ပြစ်လာလေလေပါပဲဟဲ့အကိုကြီးမလကာတီးကစားသလောက်ပြန်ပြစ်လာတာပဲဒါဘယ်တော့မှကုံမသွားမယ်မော်မလကာတီးပဲဖြစ်ရမယ်ဟုတ်ပါမိမရဲ့ဒါတကယ်ကိုမှော်သည်ပဲအခုဆိုရင်ဒိုးမီသားစုဘယ်တော့မှငတ်မှာမဟုတ်တော့ဘူးကဲကလေးတွေစောင့်နေမှာမို့လို့အိမ်ပြန်ကြစို့ချက်တူရဲ့လင်မယားမော်မလကာတီးရတဲ့တဲ့ရင်ဟာတောအုပ်ထဲမှာတောမီပမာပြန့်နှံ့သွားခဲ့ပါတယ်မနာလိုစိတ်တွေပြင်းထန်နေတဲ့ကြီးကန်းစနီးမောင်နှံဟာလင်းတာကြီးစီကိုတွားပြီးတော့တိုင်တန်းမာတော့တယ်။လင်းတာကြီးရဲ့အံ့ဩစရာပါပဲ။ဟိုနှုတ်သီးကျိုးကြက်တူကြီးမှာဘယ်တော့မှစားလို့မကုန်တဲ့မော်မလကာတီးရထားတယ်ဗျာ။အဲ့ဒီဒီကိုစားတဲ့သူကဘယ်တော့မှမအုံမင်းမဲအမြဲနှုတ်ပြနေမှာတဲ့။အဲ့လိုရတနာမျိုးကအဲ့ဒီကောင်နဲ့မတန်ပါဘူး။တို့တော့ရဲ့သူရဲကောင်လင်းတာကြီးနဲ့ပဲထိုက်တန်တာပါ။ဘာကွာ။တာမန်ကြက်တူရဲ့လေးကဒီလိုရတနာကိုပိုင်ဆိုင်ထားတယ်ဟုတ်လား။လာကြစမ်းခုချက်ချင်းသွားလူကြမယ်။လင်းတာကြီးကကြီးကန်းနေနဲ့တူကြက်တူရဲ့အိမ်ကိုရောက်သွားပါတော့တယ်။မာလကာတီးကိုကလေးတွေစားကနီးမှနေအတင်းဝင်လို့ပါတော့တယ်။ရက်လိုက်စမ်းချက်တူဒီအတီးကကိုကစားပြီးငါအပိုင်ပဲ။နင်တို့ခူးလာတဲ့ဥယျာဉ်ငါမြေပေါ်မှာရှိတာမို့လို့အတီးအားလုံးကငါအပိုင်ပဲ။တကယ်လို့နင်တို့မပေးဘူးဆိုရင်တော့နင်တို့အတိုက်ကိုဖျက်ဆီးပြီးတောအုပ်ထဲကနေမောင်းထုတ်ပြမယ်။လင်းနာမင်းရဲ့အဲ့လိုမလုပ်ပါနဲ့။ကျွန်တော်တို့ခက်ခက်ခဲခဲရှာဖွေထားရတာပါ။ကလေးတွေလည်းငတ်နေကြလို့ပါ။ဟေးနှုတ်သီးကျိုးကောင်လင်းနာမင်းကိုပြန်ပြောမနေနဲ့။ခုချက်ချင်းအတီးကိုအပ်လိုက်စမ်း။အဲ့ဒီအချိန်မှာပဲစားကလေးမလေးရောက်လာပြီးအเจ้าစုံတီးရတဲ့အခါမှာတော့လင်းနာမင်းရှင်အဲ့ဒီဥယျာဉ်တောအုပ်ကပိုင်တာပါတောအုပ်ရဲ့ဥပဒေအရရှာဖွေလို့ရတဲ့သူကပဲပိုင်ဆိုင်ခွင့်ရှိတာပါဟဲ့စားကလေးမနင်ဝင်းမပါနဲ့ဒီတောအုပ်ရဲ့ဥပဒေကိုငါကိုယ်တိုင်ပဲပြဋ္ဌာန်းတာတကယ်လို့ဒီအတီးကိုလိုချင်မနေ့ပြန်မနေ့မြစ်တစ်ဖက်ကန်တောင်းထိပ်စီမှာအပြန်ပြန်ညမယ်ကြက်တူရီရှုံးရင်အတီးကိုပေးပြီးတောအုပ်ထဲကနေထောင်ရထွက်သွားရမယ်လင်းနာမင်းထွက်သွားတဲ့အခါမှာတော့ခြေကူးကစိတ်ပြက်အားငယ်သွားပါတယ်ညီမလေးရဲ့ငါနှုတ်သီးကျိုးနဲ့တာမန်ငက်ကလေးပါအဲ့လောက်မြန်တဲ့လင်းနာမင်းကိုဘယ်လိုရှင်းနိုင်မှမလဲငါရှုံးမှသိကြပါတယ်အားမငယ်ပါနဲ့ကိုကြီးရဲ့အင်းအားဆိုတာအတောင်မှန်မှန်ရှိတာမဟုတ်ပဲဉာဏ်ပညာမှလည်းရှိပါတယ်သူကအင်းအားကြီးပေမဲ့လူအားကြီးပဲလေကျမမှအစီအစဉ်တစ်ခုရှိတယ်ကိုကြီးရဲ့နှုတ်သီးကိုပဲယုံကြည်လိုက်ပါနောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့ငှက်တွေအားလုံးစုဝေးလာကြပြီးပြိုင်ပွဲစည်းကမ်းကိုစားကလေးမလေးကကြီးညာလိုက်ပါတယ်ပြိုင်ပွဲစည်းကမ်းကတော့တောင်ထိပ်ပေါ်ကတစ်သားတစ်တာထဲမှာတောက်ခတ်ထားတဲ့လောကိုနှုတ်သီးနဲ့ဖွင့်ပြီးအထက်ကအနီရောင်လန်းကိုအရင်ဆုံးယူနိုင်တဲ့သူကအနိုင်ရရှိမှာဖြစ်ပါတယ်ဒါကတော့တိတ်လွယ်တာပဲငါချက်ချင်းယူပြမယ်ပြိုင်ပွဲစတာနဲ့လင်းနာမင်းကအရှိန်ဟုန်နဲ့ပြန်တန်းသွားပြီးတော့တောင်ထိပ်ကိုအရင်ဆုံးရောက်သွားပါတော့တယ်လင်းနာမင်းကသူ့ရဲ့နှုတ်သီးအကြီးနဲ့တစ်တာတော့ဘယ်လို့မှဖွင့်လို့မရပါဘူးဒေါသထွက်ပြီးအတင်းဖွင့်တဲ့အခါမှာတော့သူ့ရဲ့နှုတ်သီးကိုပါထိခိုက်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲခြေကူးကလည်းတောင်ထိပ်ကိုရောက်လာခဲ့ပါတယ်လင်းနာမင်းကြီးအင်းအားကအရာရာမဟုတ်တဲ့ပုံပဲနော်အခုကတော့ကျွန်တော်လှည့်ပဲခြေကူးရဲ့နှုတ်သီးကြိုးလေးကတော့အိမ်နဲ့ကွက်တိကျနေပြီးတော့ဖြည်းဖြည်းချင်းလှည့်လိုက်ရုံနဲ့တော့ပွင့်သွားပါတော့တယ်ခြေကူးကအနီရောင်အလံကိုကိုက်ယူပြီးတော့အမြန်ဆုံးပြန်တန်းလာရင်းနဲ့ပြိုင်ပွဲမှာအနိုင်ရသွားပါတော့တယ်ခြေကူးလေးရဲ့အားနည်းချက်ကဒီနေ့မှာတော့အကြီးမားဆုံးအားသာချက်ဖြစ်သွားပါတော့တယ်ရှဲယွန်သွားကြတဲ့ကြီးကန်းမောင်နှံလည်းကြက်တူကိုတောင်းပန်တဲ့အခါမှာတော့ကိစ္စမရှိပါဘူးညီမလေးတို့ရဲ့တို့တွေဒီမော်အသီးကိုတူတူမျှဝေပြီးစားကြတာပေါ့
ပျော်ရွှင်မှုဆိုတာမျှဝေမှတိုးွားတာလူယူလို့ရတာမဟုတ်ဘူးလေချစ်ပရိသတ်တို့ရေဒီဇလန်လေးရဲ့သင်ခန်းစာကတော့ဘသူ့ကိုမှလောင်ပြောင်ခြင်းမပြုသင့်ပါဘူးလူတိုင်းမှာကိုစီထူးခြားချက်တွေရှိကြစမြဲဆိုတာပါပဲတောအုပ်ထဲမှာတော့မိုးရတီရောက်ရှိနေပြီးမိုးတွေလည်းဆက်တိုက်ရွာသွန်းနေပါတယ်စာကလေးမလေးကိုမောတို့မိသားစုကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဖန်တီးထားတဲ့မှော်ရွှေဖယုံသီးအိမ်ကြီးထဲမှာဘေးကင်းစွာနေထိုင်ကြပါတယ်မမေတို့ရဲ့ရွှေဖယုံသီးအိမ်ထဲမှာမိုးတန်ကြရတာတကယ်ကိုနားထောင်လို့ကောင်းတာပဲနော်ဟုတ်ပါသမီးလေးရဲ့အပြင်မှာမုန်တိုင်းဘလောက်ပဲတိုက်အထဲမှာတော့တိတ်နှွေးထွေးတာအဲ့ဒီအချိန်မှာတော့အပြင်ဘက်ကနေငိုယိုတန်နေကြလိုက်ရလို့ကြည့်လိုက်တဲ့အခါမှာတော့မိုးရီထဲမှာအတိုက်ဖြစ်စီခံလိုက်ရတဲ့ကြီးကန်းမိသားစုကိုတွေ့လိုက်ရပါတယ်တနာစိတ်ဝင်သွားတဲ့ကိုမိုးကသူတို့ကိုအိမ်ထဲဝင်ခွင့်ပြုလိုက်ပါတယ်ဒါပေမဲ့တတိယမြောက်နေ့ရောက်တဲ့အခါမှာတော့လောဘကြီးတဲ့ကြီးကန်းမပေကလေးကစိတ်ပြောင်းလာခဲ့ပါတယ်ဒီကန်းလေးကတိတ်ကောင်းတာပဲအခုကစပြီးတို့ကဟောဒီအရှိဘက်ချမ်းမှာနေမယ်နင်တို့မိသားစုကအနောက်ဘက်ချမ်းမှာပြောင်းနေကြဧည့်သည်ဖြစ်ကနေအိမ်ရှင်လုပ်ဖို့ကြိုးစားလာတဲ့ကြီးကန်းတွေကြောင့်စာကလေးမလေးတို့မိသားစုကဝမ်းနည်းသွားကြပါတယ်ဒါပေမဲ့အဲ့ဒီညမှာပဲထူးဆန်းစွာနဲ့ရွှေပြုံသီးအိမ်ရဲ့နိုင်ရန်ဒီမှာရွှေရောင်အလင်းနဲ့နေတောက်ပလာပါတယ်ဒီအိမ်ကိုကိုမောနဲ့ချန်တူးတို့စနီးမောင်နှံပင်မကြီးစွာဘလောက်တောင်တိဆောက်ခဲ့ရတယ်လဲဆိုတဲ့ပုံရိပ်တွေထင်ဟပ်ပြသလာပါတော့တယ်ဒီမှန်တရားပုံရိပ်တွေကိုတောအုပ်ထရငှက်တွေအားလုံးကလည်းမြင်တွေ့သွားကြပါတယ်ကြီးကန်းနေအမှန်တရားကပေါ်လွင်သွားပြီနော်နင်တို့သူတစ်ပါးရဲ့ဂယုဏကိုအလွဲသုံးစားမလုပ်သင့်ဘူးအဲ့ဒီလိုဝိုင်းပြောကြတဲ့အခါမှာတော့ကြီးကန်းမောင်နှံလည်းရှက်ရွံ့ပြီးထွက်ခွာသွားကြပါတယ်သမီးလေးအမှန်တရားဆိုတာခဏဖုံးကွယ်ထားလို့ရပါမယ်ဘယ်တော့မှအရှုံးမပေးပါဘူးသမီးရဲ့မိုးရသည်ကုံလွန်သွားတဲ့အခါမှာတော့စာကလေးမလေးရဲ့ရောက်ကမတိတ်ကိုချမ်းသာပေမဲ့စာကလေးမလေးရဲ့ဆင်းရဲမှုကြောင့်တားပြည့်သူချန်တူးနဲ့ချွေးမကိုအိမ်မောကနေနှင်ချခဲ့ပူပါတယ်အခုလိုမိုးတဲတဲ့ရက်တွေမှာတော့ကလေးတွေငမ်းမွန်လွန်းလို့မိခင်ကြီးစီကိုအစာနည်းနည်းလောက်သွားပြီးချင်းငားခဲ့ကြပူပါတယ်ဒါပေမဲ့ကြီးကန်းနေရဲ့တွေ့ထိုးမှုကြောင့်ရောက်ကမအိုကြီးကမပေးပါဘူးငါစီကနေအစာတစ်စိတောင်မရစေရဘူးသွားကြဒီကနေထွက်သွားကြစမ်းဝမ်းနဲ့စာနဲ့မိုးရည်ရဲ့ဆင်းလာကြတော့မှပဲရှွန့်နွန်နေကြတဲ့ကနေတောက်ပနေတဲ့မော်မျိုးစိတ်လေးကိုတွေ့သွားပါတယ်အဲ့ဒီမျိုးစိတ်လေးကိုမြေကြီးထဲစိုက်လိုက်တဲ့အခါမှာတော့ချက်ချင်းဆိုသလိုပဲလှပခိုင်ခံပြီးရိတ်ခါတွေပြည့်နေတဲ့မြေအိုးအိမ်ကြီးထွက်လာပါတော့တယ်ဒါဝမနာလိုဖြစ်နေတဲ့ရောက်ကမအိုကြီးနဲ့ကြီးကန်းတွေကစာကလေးမလေးရဲ့အိမ်ကိုလာလူဖို့ပြင်ဆင်ကြပါတယ်အဲ့ဒီအချိန်မှာပဲပြင်းထန်တဲ့မုန်တိုင်းတန်းကြောင့်ရောက်ကမအိုကြီးရဲ့အိမ်အဟောင်းကြီးကပြိုကျပျက်စီးသွားပါတယ်သူတို့အားလုံးကလည်းရှွန့်နွန်ထဲမှာနှိမ့်မြုပ်သွားကြတယ်သူတို့ကကြောက်လန့်နဲ့အော်ဟစ်အကူအညီတောင်းကြပါတော့တယ်ကိုကြီးသူတို့ဘလောက်ပဲဆိုးခဲ့လူကြီးမိဘတွေဒုက္ခရောက်တာတို့တွေလက်ပိုက်ကြည့်မနေသင့်ဘူးဒုက္ခရောက်ရင်ကူညီရမယ်လေစာကလေးမလေးတို့ဇနီးမောင်နှံဟာအသက်ဆုံးပြီးသူတို့ကိုကယ်တင်ခဲ့ပါတယ်သူတို့ရဲ့အိမ်မှာခေါ်ယူပြီးစောင့်ရှောက်ကျွေးမွေးထားခဲ့ပါတယ်စာကလေးမလေးရဲ့မေတ္တာတရားနဲ့ဂရုဏာကြောင့်ရောက်ကမအိုကြီးနဲ့ကြီးကန်းတွေကနောင်တရပြီးအမှန်တရားကိုမြင်ပြီးတောင်းပန်ခဲ့ကြပါတယ်ကဲချစ်ပရိသတ်တို့ဒီဇလန်လေးကနေပေးတဲ့သင်ခန်းစာကတော့မာနထောင်လွှားခြင်းရဲ့အဆုံးသတ်ဟာကြာဆုံးခြင်းဖြစ်ပြီးစိုးသမ်းမှုကိုကောင်းမှုနဲ့သာတုံ့ပြန်ရမယ်ဆိုတာပါပဲ